ဘယ်လိုဝယ်ရတာလဲကိုကြီးနဲ့ဆိုတဲ့အင်တာအင်တာနေအင်တာနေဖူပဲဝယ်လာဘယ်လိုကြီးလဲကော်ပီကွက်ကပါလေကော်ပီကွက်ကကော်ပီတောက်ရတာကော်ပီကွက်ကကွာအဲ့လိုဒိုင်းမွန်စတားထဲမှာဝယ်တာထက်ပိုရတယ်ဒါပေမဲ့အဲ့ကော်ပီကွက်ရောင်းတဲ့လူကိုသွားပြီးတော့အမှ9မိနစ်လားမသိဘူးစောင့်ရတာကော်ပီကွက်ကကြာလာမှတချို့အဲ့လိုမျိုးဟိုဖြစ်လို့ရှိရင်သူများလူသွားလို့ရှိရင်အဲ့စိတ်တွေကုန်ပါတယ်ဒါပေမဲ့မကောင်းမလုတ်တိုင်မရအောင် 1K ကိုတသိန်းပွေ KB အကုန်ပေးလို့ရတယ် Thank you မြန်မာပေါ်မှာနဲ့တဲ့ဟုတ်တယ်9မိနစ်စောင့်ရတယ်အရန်กว่าလို့ကိုကြီးကိုတစ်စီဝယ်လို့ရတယ်တဲ့ तू က1500ပြီအမတိတော့ငါမူးလာပြီငါမူးလာပြီငါမူးလာပြီငါ့ကို1000ချရေးချပါ1000 11111ဘယ်မှဝယ်မရဘူးတဲ့ဝိကီဘီနဲ့ဝယ်လို့ရတယ်တဲ့ဒိုင်မွန်မစတာမှာဟုတ်လားဒိုင်မွန်စတာတို့32လုံးကို9000ကျပ်တဲ့ဟာမတန်အောင်လေရကြတော့ဟုတ်တယ်လို့အခုပဲဝယ်လာတာဖိုက်စတာလေးပေးကြပါလားငိုရှင်လိုက်တာမတန်ဘူးတဲ့မတန်ဟုတ်တယ်မတန်တော့ဟုတ်တယ်တဝက်စားတယ်63လုံးရတယ်မြန်မာပေါ့မြန်မာပေါ့မှာ63လုံးရတယ်9000နဲ့ဟုတ်ဘူးအဲ့မြန်မာပေါ့လို့လက်ကီတိုင်းမှုကဝယ်မရအောင်တရောင်းစားတွေငါကိုယ်တိုင်ပဲမြုပ်လိုက်ပါမယ်ဟဲ့အတမင်လေးကအများကြီးပဲမကိကြပါနဲ့ပြောနေတာတုတကုံမေးပြီ900ဆိုရင်လောက်ပါမယ်900ရလို့ရှိရင်ဒီညဘလို့လောက်ကြမဟုတ်မေးကြည့်ပါလားဘယ်နှစ်နာရီလောက်ရမလဲဆိုမာရီတို့မမေးဘူးလားဘယ်နှစ်နာရီလောက်ရမလဲတချို့တမိအရှင်တော့ဆိုဘယ်နှစ်နာရီရမယ်ဘယ်နှစ်နာရီဘယ်ချိန်ရမယ်ဆိုတော့သူတို့ပြောရဲမရဘူးလေအရင်တော့ပြောတယ်အဲ့လိုမျိုးရင်ခွင်သစ်စီဝယ်ပြီးတဲ့ကိုကြီးရင်ခွင်သစ်စီဝယ်ပြီးတော့ညီမလေးကိုချပေးကြပါလားယင်အကျိုးအကြောင်းလည်းမပြောတယ်ဘာမှအဲ့ဒါပြောလိုက်ဒီခါကြလို့ရှိရင်ပြောပြမယ်နော်မေလေးနော်ဟိုကလို့စိန်တို့အဲ့ညီမဘောမှာတော့စိန်လုံးဝမရဘူးတိလားမရဘူးဘာအဲ့လိုပြောဟိုကလို့3သိန်းဘူးလားဝယ်ခြင်းလို့ပြောတာစိန်3သိန်းဘူး5သိန်းဘူး5သိန်းဘူးလား3သိန်းလားမသိဘူးအဲ့တော့ပြောလိုက်တာဟိုကလေရတယ်တဲ့ရတယ်တဲ့ထည့်ပေးလိုက်မယ်လွှဲတော့9000ထည့်ပေးလိုက်မယ်တဲ့ပြီးတော့လွှဲလိုက်တော့ဆိုတော့9000လွှဲလိုက်တော့သူပြန်ပြီးတော့လည်းမရဘူးတခါဟုတ်တယ်အများကြီးဖြေတယ်တိလားအဲ့လိုလိန်ပြီးတော့လေ9သိန်းဘူးလောက်ထည့်ခြင်းလို့ပါညာ